ဆိုတော့တော်တော်များများဒီချက်ကိုမတီးမဲနဲ့အလုတ်ပြောင်းခြင်းတဲ့သူတွေအရန်များပါတယ်တခုသိကင်းတော့ဂျပန်ပြည်တွင်းအလုတ်ပြောင်းဖို့အတွက်ကိုဘာတွေတည်ထားတဲ့လဲတခုတည်ထားရမှာကကျွန်တော်တို့ဂျပန်ပြည်တွင်းမှာဒီဂီချင်းခိုခုလို့ခေါ်တဲ့ Work Visa တွေကအလုတ်ပြောင်းရတာလွယ်တယ်ဒီအလုတ်ကထွက်လိုက်တယ်နောက်အလုတ်ကိုဝင်နေရတဲ့ကိစ္စမရှိဘူးဒါပေမဲ့တခုသိကင်းတို့ကြတော့အဲ့လောက်ကြီးမရိုးရှင်းဘူးကိုလက်ရှိလုံနေတဲ့အလုတ်မှာ Visa support ပေးထားတာဒီကိုလက်ရှိလုံနေတဲ့ကုမ္ပဏီကပေးထားတာအဲ့တော့နောက်အလုတ်ကိုပြောင်းလိုက်တယ်ဆိုလို့ရှိရင်နောက်ကုမ္ပဏီကကို Visa support ပေးမှာအဲ့လိုဖြစ်တဲ့အတွက်ဒီကုမ္ပဏီကနေထွက်ပြီးတော့နောက်ကုမ္ပဏီသွားဖို့အတွက်ဆိုရင် Visa ရှင်းစိတ်လို့ခေါ်တဲ့ Visa ကိုကျွန်တော်တို့ကအစအနေပြန်တင်ရတဲ့အပိုင်းတွေရှိတယ်အဲ့တော့ Visa အစအနေပြန်တင်တဲ့အတော်အတွင်းမှာကျွန်တော်တို့ဂျားထဲမှာ2လသို့မဟုတ်3လလောက်ကြာတယ်အဲ့တော့ဒီကုမ္ပဏီကနေကျွန်တော်တို့ကအလုပ်ထွက်လိုက်တယ်အလုပ်ထွက်လိုက်တဲ့ဒီတိုက်ရှော့ကူရှော့မဲရှော့ပေါ့နော်အလုပ်ထွက်စာနဲ့တပတ်အစ်စ်ကခန့်နဲ့ခန့်စာနဲ့အဲ့ဒါဒီအကုန်လုံးပေါင်းပြီးတော့မှ immigration မှာကျွန်တော်တို့ထပ်တင်တယ် new cam မှာသွားတင်တယ်တင်ပြီးတော့ visa ရလာတော့မှဒီ site ရောဖြစ်သွားတဲ့နိုင်တဲရထားတဲ့ company မှာအလုပ်လုပ်လို့ရမှာဖြစ်ပါတယ်တချို့ကထင်ကြတာကကိုကဒီမှာအလုပ်ခန့်လိုက်ပြီဆိုတော့ထွက်လိုက်တယ်နောက်ဒီအလုပ်ကိုဝင်လို့ရမယ်ထင်တယ်ဝင်လို့မရဘူး visa run တဲ့ process ရှိသေးတယ်အဲ့တော့အဲ့ကာလမှာဘာအလုပ်မှလုပ်လို့မရဘူးဟိုအရင်ကအလုပ်မှာစုထားတဲ့ပတ်စံနဲ့ပဲ visa ကြမယ်နေ့ကိုစောင့်ရမယ်စောင့်ပြီးတော့ရလာတော့မှပဲကျွန်တော်တို့ကအလုပ်အသက်မှာဝင်လို့ရမှာဖြစ်ပါတယ်အဲ့အချက်လက်လေးတွေကိုကိုကတည်ထားပြီးတော့အလုပ်လဲတကယ်ပြောင်းရှင်တယ်ဒီထက်ပိုပြီးတော့ပိုကောင်းတဲ့ career up ဖြစ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လဲကိုရီးစားတို့ကိုတငယ်ချင်းတို့ရှိတဲ့မြို့ကိုပဲပြောင်းချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လဲလစာပိုတိုးပြီးတော့လိုချင်လို့ပဲဖြစ်ဖြစ်ဆိုတဲ့သူတွေကကျွန်တော်တို့စီကိုလာလျှောက်လို့ရပါတယ်လက်ခံပေးနေပါတယ်ခင်ဗျအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ